ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအခုဒီဟာကဒီတမ်းမြပင်ရဆိုလို့ချင်းကျွန်တော်တို့ရဲ့ channel မှာရှိတဲ့တမ်းမြပင်ဖြစ်ပါတယ်ခင်ဗျာဒီတမ်းမြပင်ရဖြစ်လို့ချင်းအခုရရှိကြတဲ့အသီးတွေကဆိုလို့ချင်းဒီလိုအသီးမျိုးတွေကိုရရှိထားခြင်းဖြစ်ပါတယ်ခင်ဗျာဒီလိုသီးမျိုးတွေကိုရရှိထားခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ channel မှာဆိုလို့ချင်းတမ်းမြပင်2ပင်ရှိတယ်ပေါ့ခင်ဗျာအဲ့2ပင်ရဆိုလို့ချင်းဒီလိုအသီးတွေကိုရရှိထားပြီးတော့အဲ့ဒီမရှိဒီလိုကပဲပါဒါဆိုလို့ချင်းကျွန်တော်တို့အမေကြီးကနေပြီးတော့ဒီတမ်းမြသီးကိုခူးနေတာဖြစ်ပါတယ်ခင်ဗျာ这没必要，一浪没了。别嘛，大娘干他了。 အန်ကန်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒီတမ်းမြပင်ဖြစ်မှန်တဲ့ကျွန်တော်တို့အဖေကြီးကနေပြီးတော့ရေလောင်းပေးခြင်းပန်းပင်ဥယျာဉ်တွေကိုစိုက်ပျိုးပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာတခြားတစ်ပင်ကိုလည်းလာကြည့်လိုက်ပါဦးခင်ဗျာကျွန်တော်တို့ channel မှာစိုက်ပျိုးထားတဲ့တမ်းမြပင်ဒါဆိုလို့ချင်းဂန်းကော်ပင်ဖြစ်ပါတယ်ခင်ဗျာဂန်းကော်ပင်နဲ့အတူသပယ်ပန်းပင်တွေကိုကျွန်တော်တို့ channel မှာစိုက်ပျိုးထားခြင်းဖြစ်ပါတယ်ခင်ဗျာဒီကတော့တမ်းမြပင်နောက်တပင်ပေါ့ဗျာတမ်းမြပင်ခေါ်လာတမ်းမျိုးသီးခေါ်တာပေါ့ခင်ဗျာတမ်းမျိုးသီးအခုဒီလိုသီးမျိုးတွေဒါအများကြီးခူးရောင်းပြီးပြီဖြစ်ပါတယ်ခင်ဗျာအခုရရှိဒီလိုသီးမျိုးတွေကိုရရှိထားတယ်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်တင်ပြပေးတာတော့ကျွန်တော်တို့ channel မှာရှိတဲ့ channel သီးနှံလေးတွေကိုတင်ပြပေးခြင်းဖြစ်ပါတယ်ဗျာ data တီးတီးမှာရှိတဲ့သီးနှံမဟုတ်ဘဲနဲ့ဒါကျွန်တော်တို့ channel မှာထွက်ရှိတဲ့ channel သီးနှံပေါ့ဗျာဒါကျွန်တော်ရဲ့ပုံစံလေးမှာအသုံးပြုတဲ့ပူစီနံကင်းကိုကျွန်တော်စိုက်ပျိုးထားတာဖြစ်ပါတယ်ခင်ဗျာပူစီနံကင်းနဲ့အတူကျွန်တော်ပန်းမဲ့အလှလေးတွေကိုစိုက်ပျိုးထားခြင်းဖြစ်ပါတယ်ခင်ဗျာကုန်ကြတယ်ကုန်လုံးကုန်ခွင့်တယ် အဲ့နိုင်ကြရကြရအောင်